မွေးပြီးပထမနာရီများအတွင်းနှုတ်တိုက်ကြွေးခြင်းမွေးဖွားပြီးပထမနာရီအနည်းငယ်များအတွင်းကျမ်းမာတန်ဆွမ်းသောမွေးကင်းစကလေးများစုသည်သူတို့၏မိခင်တို့ရှိရာသို့အလိုလျောက်ရွေလျားပြီးနောက်အလိုလျောက်အဝင်ခွင်ကြဖြစ်စေသည်မိခင်တို့ကိုစောနိုင်သမျှစောတိုက်ကြွေးခြင်းသည်ကလေးငယ်အတွက်ကျမ်းမာသောစတင်ခြင်းကိုဖြစ်စေသည်မိခင်နှင့်ကလေးအရေးပြားခြင်းထိတွေ့ခြင်းသည်ကလေးငယ်အားကောင်းမွန်ပြည့်စုံသောခန္ဓာကိုယ်အပူချိန်ကိုထိမ့်သိမ့်ပေးပြီးသူမ၏နှုတ်ဆိုခြင်းစိတ်အားအလိုလျောက်လှုံ့ဆော်ပေးသည်ပထမဦးဆုံးထွက်ရှိသောနှုတ်ဦးရည်သည်ယောဂများစွာကိုကာကွယ်ပေးပြီးအစောဆုံးတိုက်ကြွေးခြင်းဖြင့်ကလေးအတွက်အကျိုးများစွာရရှိစေသည်ကလေးငယ်နှုတ်ဆိုခြင်းအပြင်မိခင်ဤတအိမ်ကိုကြုံစေပြီးအချင်းကိုလှည့်မြန်စွာမွေးဖွားလာစေသည်နှုတ်ကိုစောစောတိုက်ကြွေးခြင်းသည်မိခင်နှင့်ကလေးအကြားတန်ရောစင်ဖြစ်စေရန်အရေးပါပါသည်ဤဗီဒီယိုတွင်မွေးကင်းစကလေး၃ယောက်၏တဘာဝအလျောက်စောဆုံးနှုတ်ဆိုမှုစတင်ခြင်းဖြစ်စဉ်ကိုပြသထားသည်မွေးပြီးပြီးချင်းကလေးအားမိခင်၏အဝတ်မပါသောဝမ်းပိုက်ပေါ်တွင်တင်ထားပါသည်မွေးဖွားပြီးသူသည်ကလေးအားတန်ရှင်းသောအဝတ်ဖြင့်ခြောက်သွေ့ပေးစေကလေးအခြေအနေကောင်းမွန်မှုရှိမရှိစစ်ဆေးပါသည်မွေးဖွားပြီးသူသည်ကလေးငယ်၏အရည်ပြားပုံမှအကာအကွယ်ပေးသောအဖြူရောင်အလွှာများကိုမတုပ်ပဲခြံထားပါသည်ကလေးအပေါ်တွင်တန်ရှင်းခြောက်သွေ့သောအဝတ်ဖြင့်ခြုံထားပေးပါသည်ကလေးသည်သူမမိခင်၏နှုတ်အုံအားအနံ့ခံပြီးရှာဖွေနေပါသည်ကလေး၏လက်တွင်ရေမွာရည်၏အနံ့ရှိနေပြီးထိုအနံ့သည်စင်တူအနံ့ရှိသောမိခင်၏နှုတ်သီးကောင်းကိုရှာဖွေရန်အကူအညီပေးပါသည်ကလေးအားပထမဆုံးနှုတ်တိုက်ကြွေးပြီးသည့်အချိန်ထိသို့မဟုတ်မွေးပြီးအနည်းဆုံးတစ်နာရီကြာသည့်အထိမိခင်ပေါ်တွင်ငြိမ်ငြိမ်သက်သက်နှင့်အနှောက်အယှက်မပေးဘဲထားပါသည်မိခင်၏ခန္ဓာကိုယ်အပူချိန်သည်ကလေးအားကောင်းမွန်ပြည့်စုံသောခန္ဓာကိုယ်အပူချိန်ရရှိစေရန်ထိမ့်သိမ့်ပေးပါသည်ကလေးများစုသည်ပထမဆုံးနာရီအနည်းငယ်တွင်ငြိမ်သက်စွာဖြင့်နုံနုံကြကြရှိနေတတ်ကြပါသည်ကလေးငယ်မြည်သို့မျက်လုံးဖွင့်သည်ခံစားသည်ပတ်ဝန်းကျင်ကိုအနံ့ခံသည်များကိုကြည်ပါထို့နောက်ကလေးငယ်သည်သူမ၏ခြေလက်ခန္ဓာကိုယ်တို့ကိုလှုပ်ရှားလာပြီးနောက်သူမမိခင်တို့ရှိရာသို့တဖြည်းဖြည်းသူမဘာသာရွေ့ရှားလာပါသည်မွေးပြီးပထမနာရီအတွင်းကလေးငယ်သည်လှုပ်ရှားမှုပြုစဉ်ကာလများအကြာနားနေချိန်များလည်းရှိနိုင်ပါသည်ကလေးငယ်၏အစာကျွေးရန်အချက်ပြမှုများကိုသတိပြုပါသူမ၏ပါးစပ်ကျဲလောင်စွာပွင့်လာပြီးသူမ၏လက်ကိုပါးစပ်တွင်းသို့ထည့်သွင်းလိုက်သည်မွေးဖွားချိန်တွင်ကောင်းစွာဖွံ့ဖြိုးပြီးဖြစ်သောအနံ့ခံအာယုံကိုအသုံးချပြီးကလေးငယ်သည်ရေမွာရည်နှင့်စင်တူအနံ့ရှိသောမိခင်၏နှုတ်သီးကောင်းရှိရာသို့ရွေ့ရှားလာပါသည်ကလေးငယ်သည်သူမအလိုလျောက်နှုတ်သီးကောင်းကိုရှာဖွေပြီးနောက်လက်ဖြင့်နှုတ်သီးကောင်းကိုစုပ်ကိုင်းရန်ကြိုးစားကာသူမ၏ပါးစပ်ထဲသို့ထည့်ပါသည်နောက်ဆုံးတွင်နှုတ်သီးကောင်းကိုယူပြီးအံဝင်ခွင်ကျထိကပ်ပြီးနောက်စတင်၍ဆုပ်ယူပါသည်ကလေးငယ်အားသူမဘာသာအံဝင်ခွင်ကျထိကပ်စေသည်မှာအကောင်းဆုံးဖြစ်ပါသည်ကလေးငယ်ကိုသင်၏နှုတ်အုံစီသို့ရောက်စေရန်ကူညီပေးခြင်းသို့မဟုတ်ကလေး၏ဦးခေါင်းနောက်ဘက်အားတွန်းပေးခြင်းများမလုပ်မိပါစေနှင့်ထို့သို့လှုပ်ခြင်းသည်ကလေးအားတွေ့ဝေစေပြီးသူမ၏တဘာဝအလျောက်နှုတ်ကိုရှာဖွေဆုပ်ယူခြင်းဖြစ်စဉ်ကိုနှောင့်နှေးစေပါသည်ဤမိခင်သည်သူမ၏ကလေးငယ်အားကမ္ဘာလောကကြီးစီသို့မမွေးဖွားမီခိတ္တအနားယူပါသည်ကလေးငယ်ကိုမိခင်၏အဝတ်မပါသောဝမ်းပိုက်ပေါ်တွင်တင်ထားပြီးတန်ရှင်းသောအဝတ်စဖြင့်ခြောက်သွေ့စေပါသည်ကလေးငယ်သည်ချက်ချင်းလှုပ်ရှားလာပြီးငိုကြွေးလာပါသည်ရေမွာရည်နှင့်စင်တူအနံ့ရှိသောမိခင်၏နှုတ်သီးကောင်းစီသို့သူမဘာသာအနံ့ခံပြီးရွေ့ရှားသွားပါသည်ကလေးငယ်ကိုခြောက်သွေ့တန်ရှင်းသောအဝတ်ဖြင့်ဖုံးအုပ်ပေးထားပါသည်ကလေးနှင့်မိခင်တို့အားအနှောက်အယှက်မပေးဘဲငြိမ်သက်စွာထားရှိပါသည်ကလေးသည်မွေးဖွားလာသည့်အချိန်မှစ၍နုံနုံကြကြရှိနေပြီးတက်ကြွနေပါသည်သူမသည်ပတ်ဝန်းကျင်အသက်ကိုလှည့်ပတ်ကြည့်ရှုခြင်းအနံ့ခံခြင်းနှင့်အာရုံခံစားနေပါသည်
သူမ၏အစာကျွေးရဲ့အချက်ပြမှုကိုကြည်ပါသူမသည်တရွေးထွက်လာပြီးသူမ၏လက်ကိုပါးစပ်ထဲသို့ထည့်ပြီးလက်မဆုပ်ခြင်းများဖြစ်လာပါသည်ကောင်းစွာဖွံ့ဖြိုးပြီးဖြစ်သောသူမ၏အနက်ခံအာယုံဖြင့်သူမသည်သူမမိခင်၏နှုတ်သီးကောင်းရှိရာသို့စတင်၍ရှားလာပါသည်ကလေးသည်သူမ၏ရှာကိုထုတ်ပြီးနှုတ်သီးကောင်းရှိရာနေရာကိုလိုက်ရှာပါသည်သူမ၏အမြင်အာယုံမှာကန့်သတ်မှုရှိနေတော့လဲကလေးသည်သူမ၏မိခင်ကိုကြည့်နေပါသည်ထို့နောက်ကလေးသည်နှုတ်သီးကောင်းကိုယူပြီးအံဝင်ခွင်ကျထိကပ်ပြီးနောက်စတင်ဆုပ်ယူပါသည်ကလေးငယ်သည်သူမကျင်တဲ့သည့်အထိနှုတ်ဆိုပါသည်ထို့နောက်ကလေးငယ်နှင့်မိခင်တို့သည်အနားယူလျက်အိပ်ပျော်သွားပါသည်ဤကလေးငယ်သည်မွေးဖွားပြီးသည့်နေ့တစ်ပြိုင်နက်မိခင်ပေါ်တွင်အရေးပြားခြင်းထိကပ်၍ထားပါသည်သူကို6တွေ့အောင်တုပ်ပြီးနောက်တန်ရှင်း6တွေ့သောအဝတ်ဖြင့်ဖုံးအုပ်ပေးထားပါသည်ကလေးငယ်ကိုပြန်လည်နေရာချသည့်အခါကလေးငယ်ဤပါးစပ်သည်သူမိခင်ဤနှုတ်သီးကောင်းအောင်အနှဲငယ်နှိမ့်ကျသည့်နေရာတွင်ထားရှိပါသည်ဤသို့ထားရှိခြင်းမှာကလေးငယ်အားသူ့တဘာဝအလျောက်မိခင်ဤနှုတ်သီးကောင်းရှိရာနေရာသို့ရွေလျားသွားစေရန်ဖြစ်ပါသည်ဤကလေးငယ်သည်မိခင်မှသူ့အားအရေးပြားခြင်းထိကပ်ထားတော်လဲအနှဲငယ်အိတ်ချင်နေပြီးနှုတ်ဆိုရန်အစဉ်သင့်ဖြစ်စေရန်အတွက်အချိန်ပိုမိုလိုအပ်နေပါသည်ထို့သောဖြစ်သည်မှာပုံမှန်ဖြစ်ပါသည်ခုကလေးသည်တဖန်ပြန်၍နူးနူးကြကြဖြစ်နေပါသည်သူသည်ပတ်ဝန်းကျင်ကိုစတင်၍ထိတွေ့ခန်းစားပြီးအနံ့ခံနေပါသည်သူ၏ခြေလက်ခန္ဓာကိုယ်များလှုပ်ရှားလာပြီးနောက်သူမိခင်၏နှုတ်အုံရှိရာသို့တဖြည်းဖြည်းရွေလျားသွားပါသည်ကလေးသည်သူ့ဦးခေါင်းကိုပင့်မြောက်လာပြီးသူ၏ပါးစပ်ဖြင့်နှုတ်သီးကောင်းကိုလိုက်လံရှာဖွေပါသည်ကလေးမွေးဖွားပြီးသူများသည်ကလေးငယ်အားပုံမှန်မွေးကင်းစကလေးပြုစုဆောင်ရှောက်ခြင်းမပြုလုပ်မီကလေးငယ်အားနှုတ်တိုက်ကြွေးပြီးမိခင်နှင့်ကလေးအရေးပြားခြင်းထိကပ်ထားမှုအနည်းဆုံးတနာရီခန့်ကြာသည့်အထိဆောင်ဆိုင်သင့်ပါသည်တင်ကလေးကိုဗီတာမင် K ထိုးခြင်းမျက်စိကာကွယ်စောင့်ရှောက်ခြင်းစသည့်ဝေကင်းစကလေးပြုစုစောင့်ရှောက်မှုများကိုမိခင်ဤရင်ဘတ်ပေါ်တွင်ထားလျက်ပြုလုပ်နိုင်ပါသည်ကလေးအားမွေးပြီးပြီးချင်းရေမချိုးပါနဲ့အစောဆုံးမွေးပြီးတရက်ကြာမှရေစတင်ချိုးပါမိခင်သည်မွေးခန်းနေရာမှမိတွင်းစောင့်ရှောက်ခန်းနေရာသို့ပြောင်းရွှေ့ရလိုအပ်ပါကတင့်ကလေးငယ်ကိုပထမဆုံးအခွင့်အရေးရသည့်နှင့်တပြိုင်နက်တင့်ရင်ဘတ်ပေါ်ရင်ထား၍အရေးပြားခြင်းထိခတ်ထားပါအရေးပြားခြင်းထိတွေ့မှုသည်တင်ဤကလေးငယ်အားအကျိုးရှိစေပါသည်ကလေးငယ်အားသူ့အလိုလျောက်အဝင်ခွင်ကျထိကပ်စေရန်အားပေးပါတင့်ကလေးငယ်အားမိခင်တို့ရည်တစ်မျိုးတည်းသာတိုက်ချွေးပါဤသို့ပြုလုပ်ခြင်းကတင့်ကလေးငယ်အားနေမကောင်းဖြစ်ခြင်းမှကာကွယ်ပေးပြီးတင့်ကိုနှုတ်ရည်ပုံမူထွက်လာစေပါသည်ကလေးငယ်အားမိခင်နှုတ်ရည်မှအပမြည်သည့်ရေအချိုရည်လက်ဖက်ရည်ဖော်မြူလာများဖြင့်ပြုလုပ်ထားသည့်အရာများကိုမတိုက်ရပါမိခင်တို့တစ်မျိုးတည်းကိုပထမ6လအထိတိုက်ကြွေးသင့်သည်တင့်ကလေးကျန်းမာရေးအတွက်အရေးကြီးပါသည်တတိယပါကလေးမွေးပြီးပြီးချင်းတင့်ခန္ဓာကိုယ်အရေးပြားပေါ်တွင်ကလေးကိုထိကပ်ထားပါကလေးငယ်အားအလိုအလျောက်မိခင်တို့ဒီကောင်းကိုရှာဖွေပြီးနှိုးဆိုစေပါကလေးအသက်ပထမ6လအတွင်းတင့်ကလေးကိုမိခင်တို့ရည်တစ်မျိုးတည်းသာတိုက်ကြွေးပါ